26. Welcome 2026. New fire in the mix. New year, new vibes. We're aiming for the big hits. Raise your hands up high. Let the old days pass by. Welcome 2026. Tonight the whole world flies. Welcome 2026. New fire in the mix. New year, new vibes. We're aiming for the big hits. Raise your hands up high. Let the old days pass by. Welcome 26. Tonight the whole world flies. ကဲအားလုံးပဲ line ပေါ်မိတ်ဆွေတွေရောကျွန်တော်တို့အဖွဲ့ဝင်မိသားစုတွေရောဗောနော်အားလုံးပဲနှစ်တမင်္ဂလာလေးမှာစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ကျွန်တော်တို့ပေးပြရဒီလေကင်းဝကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်နော်ဒီလာမဲ့2026ဗောနော်ကျွန်တော်တို့တစ်နှစ်စာတတိပိစပက်ရှယ်မွေကနန်းဗောနော်တတိဒီနဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာကျွန်တော်ကခါတိုင်းနှစ်ကကျွန်တော်တင်ပေးတယ်ဟလာ8ကွက်ကို2ကွက်ထွက်မဲ့ဖော်မူလာကွင်းကိုကျွန်တော်ဖယ်ထုတ်ထားပါတယ်များနေမှာဆိုလို့ပေါ့နော်နောက်တစ်ချက်ဒီမှာကကျွန်တော်ဘာကိုကြိုက်နှစ်တက်တယ်လဲဆိုလို့ရှိရင်နောက် 3D နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးတဲ့ခါကျတော့နားလည်လိမ့်မယ်ပေါ့နော်ဟုတ်လားဒီလေးလုံးခွေထုတ်တဲ့ knee view ဟာရေဒီနှစ်တွဲကိုကျွန်တော်80တို့303တို့အတွဲကိုကျွန်တော်ကထုတ်တဲ့ formula ကွင်းမတ်တက်ကိုနောက် live ပွင့်တဲ့ခါကျတော့ကျွန်တော် line ပေါ်မှာချပြပေးမှာဖြစ်ပါတယ်နော်ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့2025ရဲ့ဟုတ်လားဘယ်နှလပိုင်းမှာကျွန်တော်တို့မွေးလေးရလဲဆိုတဲ့ခါကျတော့လေးလုံးခွေနဲ့ပတ်သက်ပြီးတော့ဗောနော်တို့တွေ6လပိုင်းကနေပြီးတော့6လပိုင်းမဟုတ်8လပိုင်း9လပိုင်းလောက်ကနေစပြီးတော့မွေးကြတာဖြစ်တယ်ဟုတ်လားထားပါအောင်ဆိုကျွန်တော်တို့9လပိုင်း9လဆိုတော့8လ9လ10လ17 12လပိုင်းဟုတ်လား12လပိုင်းမှာကျွန်တော်တို့ဘာထွက်ခဲ့လဲဆိုတဲ့ခါကျတော့4615ဆိုတဲ့တထေးဖြစ်အခွေလေးလုံးခွေ 3D နဲ့ပတ်သက်ပြီးတော့145ဆိုပြီးတော့မှလဲအားလုံးပေါက်ခဲ့ကြတာဖြစ်ပါတယ် line ပေါ်မိတ်ဆွေတွေပေါ့နော်အရာမကကျွန်တော် channel ပြတ်တဲ့ကြားတွေကနေပြီးတော့မှ channel ဖွင့်ရင်းနဲ့ပဲတင်ဆက်ပေး